9 နှစ်ပြည့်ပြီပေါ့နော်အဲ့ဒီကြားတဲ့အခြေအနေနဲ့ကျွန်တော်တို့80ရဲ့အခြေအနေလေးကိုနည်းနည်းလေးနိုင်ရှင်းပြပြောချင်တယ်ကျွန်တော်တို့88မှာဒီចောင်းသားတပိတ်ကနေကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကနေစပြီးတော့အခုလိုပဲຫນွေဦးတော်လှန်ရေးလိုပဲမိဘပြည်သူရဟန်းပြည်သူအားလုံးအမှဆန္ဒပြကြတာအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ချင်းចောင်းသားများတမကမှာတာဝန်ယူတာတော့အခု88ရဲ့ကျွန်တော်တို့ရဲ့ဗဟိုအလုံးမှုဆောင်ကော်မတီပူးခေါ်အုပ်လျက်နဲ့အခုတော့ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌဟောင်းပူးဆောင်ရင်ဆုံးသွားပြီသူတို့တွေကအခုရန်ကုန်ကနေအခုမင်းကိုနိုင်တို့ကိုကိုကြီးတို့နောက်မိုးတီးစုံတို့တွေနဲ့သူတို့ဆက်သွယ်ခဲ့တာအဲ့အချိန်ခါမှာတခုလေးကကျွန်တော်တို့ဒီလိုအချိန်ခါမျိုးလို့ဖုန်းနဲ့လည်းမရှိဘူး Facebook လည်းမရှိဘူးအဲ့ဒါဘာလို့ပဲနားထောင်ရလဲဆိုတော့ BBC ရဲ့ Christopher Ganes သူပြောတဲ့အတိုင်းပဲကျွန်တော်တို့တပီလုံးကလှုပ်ရှားတာကျွန်တော်မမှားဘူးဆိုရင်ကျွန်တော်တို့ချင်းပီနေဟာခတပိတ်စကားနောက်ဆုံးမှတို့သိမ်းတာအမှကျွန်တော်တို့တွေကနေပြီးတော့အဲ့ဒီចောင်းသားတွေကကျွန်တော်တို့ချင်းចောင်းသားခေါင်းဆောင်တွေရန်ရန်ကုန်ကနေဒီအိန္ဒိယတန်ယုံနဲ့ဆက်သွယ်မှုလုပ်ပြီးပြီအိန္ဒိယတန်ယုံတော့တွေ့တဲ့ခါကျတော့အိန္ဒိယတန်ယုံကဟုတ်ပြီဒီဘက်ကိုလာခဲ့ပါဆိုတော့ကျွန်တော်တို့ရဲ့ညီကိုမီဇိုရမ်အခုဂျွန်ဖိုင်မှာကျွန်တော်တို့ချင်းလန်းဒေတာចောင်းသားအတီးတီးအမှစုံကြတာရောက်ကြတာဗမာចောင်းသားလေးတွေလည်းရန်ကုန်မန်းလေးစကိုင်းမကွေးအကုန်လာကြတယ်အမှတချက်တိုင်းသားတွေကချင်းကရင်ရှမ်းပိုးပလောင်ဝသူတို့ကလက်နက်ကင်ရှိပြီးသားကျွန်တော်တို့ချင်းနေအဲ့တော့လက်နက်ကင်ကိုမရှိတာမရှိတဲ့ခါကျတော့ကျွန်တော်တို့တွေအမှကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကကြုံဖိုင်မှာစူးပြီးတော့လက်နက်ကင်ဖို့အချိန်တန်ပြီလားဆိုတာကိုယ့်ရဲ့မြို့နေအတီးတီးလူကြီးတွေကိုတွားပြီးဆွေးနွေးတယ်ရှေ့လူကြီးခေါင်းဆောင်နိုင်ငံရေးသမားတွေကအချိန်တန်ပြီဒီတခါတော့ကျွန်တော်တို့ချင်းနေလက်နက်ကင်ဖို့အချိန်တန်ပြီဆိုတဲ့ဟာကိုသူတို့ရဲ့ဟိုဟာကိုရတဲ့ခါကျတော့အဲ့ဒီချင်း CNA လက်နက်ကင်ဖို့ကျွန်တော်တို့တပတ်လာမသိဘူးအဲ့ဒါစဉ်းစားဖို့အချိန်ပေးတယ်ကဲလက်နက်ကင်မယ်ဘယ်သူလိုက်မလဲဆိုတာကျွန်တော်လည်းအဲ့ဒီလက်နက်ကင်ဖို့ဆိုပြီးတော့အဖွဲ့ရှိဖွဲ့နဲ့ထွက်သွားတာဒီမှာအဲ့အဖွဲ့လိုက်ပေါ့နော်အဲ့မှာကြံခဲ့တဲ့လူတွေတိမှာဆိုလို့အမှညာအမှတစ်ဖွဲ့လိုက်တစ်ဖွဲ့ထွက်သွားကြတော့လက်နက်ကင်အတီးတီး data အတီးတီးရောက်ကြတာကျွန်တော်တို့ဒီကနေသွားရလားသွားတဲ့လူတွေချင်းလူငယ်နော်အမှចောင်းသားတွေလည်းပါတယ်ဆရာဝန်တွေလည်းပါတယ်အင်ဂျင်နီယာတွေလည်းပါတယ်နောက်ចောင်းသားပြီးသွားတဲ့လူတွေလည်းပါတယ်အဲ့ဒါကျွန်တော်တို့ချင်းနေကြတော့အဲ့မှာကျွန်တော်တို့ဘယ်လိုခွဲလဲဆိုတော့အဲ့လက်နက်ကင်ဖို့လက်နက်စစ်တီနန်တက်ပြီးပြန်လာတဲ့ခါကိုချင်းပြည်နယ်မှာလက်နက်ကင်တဲ့အခါအတွင်းမှာဝင်ပြီးတော့မြို့နယ်အတီးတီးပေါ့နော်သူတို့ပြန်ဝင်ပြီးတော့အဲ့သူတို့တွေက sport ပြန်ပေးဖို့တစ်ဖွဲ့နောက်ဒီမှာကျွန်တော်တို့လက်နက်ကင်ပြီးပြန်လာတဲ့ခါနေရနေဖို့နေရဆောက်ဖို့ဆိုပြီးကျွန်တော်တို့က3ဖွဲ့ထားတာ94ယောက်လာမသိအဲ့ဒါတော့အဲ့စစ်တင်နန်းသွားတဲ့နေရာမှာတီနန်းပြီးတာနဲ့အားလုံးရှေ့တန်းပို့တယ်ရှေ့တန်းအတွေ့အကြုံယူခိုင်းတယ်သူတို့ယူခိုင်းပြီးမှနောက်မှကျွန်တော်တို့တွေကိုဒီကိုပြန်လာတဲ့ခါကိုယ့်ကိုဒီချင်းအမျိုးသားတမတော်ရက်တည်နိုင်ဖို့ကိုဌာနအတီးတီမှာသူတို့တွေကအဲ့အတွေ့အကြုံကပြန်ယူပြီးတော့သူတို့တော်ပြီးဆိုတဲ့ခါကျမှကျွန်တော်တို့တွေကိုအကုန်လုံးပြန်စုပြီးတော့ပြန်လာတာအမှတရားလားအဲ့ဆိုးတဲ့ပင်ခက်ပြားနဲ့ယောဂမျိုးစုံနောက်ဒီအာဆမ်ရီယောဒီမနီပူရီယောအမှတွတ်တင်နန်တက်ပြီးပြန်လာတဲ့ခါကျတဝက်လောက်ဝက်ကြနေဆိုတာကျွန်တော်တို့ချင်းနေလဲအဲ့မှာကျွန်တော်ပြန်လာတဲ့ခါကျ80ကျော်တယ်မင်းတို့တွေကငါတို့ကြည်ရတာဖះတရားတော်တော်ယုံကြည်အတွက်အားလုံးကောင်းပြီမယ်လို့ထင်ပါတယ်ဆိုတဲ့အတိုင်း
ရက်ပေါင်း40ကျော်ကျွန်တော်တို့သမင်းငတ်ရတယ်အဲ့ငါပြောပင်လေးတွေပဲစားငါပြောဥတွေပေါ့နော်မိမိဌာနသုံးနေအကုန်လုံးကြောပွေးနေယူလာပြီးတော့အဲ့တနက်လေးသူတို့ပေးတဲ့တနက်နဲ့ကျွန်တော်တို့ကအမှရှိတဲ့လူတွေကိုကျွန်တော်တို့ပြန်ရောက်ရခါကျတော့အားလုံးကျွန်တော်တင်တန်းပြန်ပေးရတယ်အဲ့လိုလေးစခဲ့တာအဲ့တော့ကကျွန်တော်တို့ကလူငယ်တွေចောင်းသားတွေရန်ကုန်ကနေပြီးတော့တနိုင်ငံလုံးရှင်းပြောမျိုးနဲ့အားလုံးတချို့ဆိုရွာတွေအထိဆန္ဒပြတာအဲ့ဆန္ဒပြတဲ့ခါကျတော့ကျွန်တော်အထင်ပေါ့နော်ကျွန်တော်တို့တွားတဲ့ခါတော့ပြန်လာတော့အားလုံးဆန္ဒပြတဲ့လူတွေကဒီအမျိုးသားရဲ့လက်နဲ့ကင်တဲ့ဟာတွေကိုထောက်ပတ်မယ်ကူညီမယ်လို့ထင်တာဘယ်ဟုတ်မလဲဘယ်ရွာမှမဝင်ရအောင်စစ်တပ်ဒီစခန်းတွေတော်တော်တိုင်တာ1990မေဂျာစလန်ဇမ်ဆိုတဲ့လူငယ်ចောင်းသားတွေကလည်းကကြီးမှတော့တက်ပြီးတော့ပြန်လာတဲ့ခါကျတော့အဲ့ချင်းလူထုကပဲစစ်တပ်ကိုတွားကြောင်းကြပြီးတော့အမှလူပေါင်း30ကျော်လာအဲ့တီးတိမ်နဲ့ကလေးလမ်းမှာကျိုးတုပ်ပြီးတော့အားလုံးတပ်ပစ်တာကျွန်တော်တို့ဒီတော်လိုင်းတွားတဲ့ခါကျတော့တီးတဲ့တိုင်းကျွန်တော်တို့မိဘတွေကဘယ်ထုမလဲကျွန်တော်ရဲ့တကယ်ဟိုဟာမိဘတွေကိုကျွန်တော်လိန်ခဲ့တာကျွန်တော်အရင်တော့ဘောလုံးကစားတော့လေဒီမီဇိုရမ်3ခါလာခေါ်တယ်အဲ့ဒါကျွန်တော်အမေကြီးကိုလိန်တာကျွန်တော်မှဒီလိုဖြစ်နေတဲ့ခါကျတော့မီဇိုရမ်ဘောလုံးကစားမယ်ဆိုပြီးတော့လိန်ခဲ့တာဒါပေမဲ့တခုကကျွန်တော်အဖိုးကအသက်ရှင်သေးတယ်အဲ့ကျွန်တော်ဆန္ဒပြတခုလုံးတူတီးတဲ့ခါကျတော့သူတယောက်ပဲကျွန်တော်ကသူ့ကောင်းကောင်းပြောတယ်အဖိုးကယောက်ျားတွားဒီမှာရှိတာဒီတနေ့မှနွားတကောင်လေးရောင်းမယ်ဒါနဲ့ငါဒီမှာအသက်ရှင်နေထိုင်လို့ရတယ်လွတ်တွားဆိုပြီးအဲ့အဖိုးကစားလည်းမတတ်ဘူးနော်အဲ့အဖိုးကကျွန်တော်အဲ့လိုတူလွတ်တာအမှကျွန်တော်လည်းတော်တော်လေးအားတက်သွားတာအဲ့ကျွန်တော်တို့ဟိုရောက်သွားတဲ့ခါကျတော့3နှစ်လောက်ကြာတဲ့ခါကျတော့လောရွှေမိဘတွေနဲ့လည်းဆက်သွယ်နေအောင်ကျွန်တော်တို့ပြန်လာတော့လည်းလောဆက်သွယ်မှုမရှိဘူးတခုလေးထပ်ပြောချင်တာကျွန်တော်တို့လွတ်လိုက်ရတော့အမှန်ဆိုဗမာချင်းတိုက်နေလို့ကျွန်တော်တို့တိုင်းသားပါခံနေရတာအခုခါကျတော့ဗမာလူမျိုးတွေအရင်က ABF တွေသူတို့ကျွန်တော်တို့နဲ့အတူတူတော်လှန်ရေးလို့တဲ့ဒါလူထုတွေပံ့ပိုးမှုမရှိဘူးလေလူခမရတော်တနာစရာကောင်းတယ် ABF တွေလည်းကျွန်တော်စာနာမှုပေးတယ်အခုတော့ကြည်လေစကိုင်းမန္တလေးမကွေးရန်ကုန်နေပြီးတော့တိုက်ပွဲဝင်လာလက်ကြည့်ကျွန်တော်တို့ CNA ရော CDF တွေအားလုံးအခုကကျွန်တော်တို့ကစူးစူးစီစီနဲ့တိုက်ပွဲဝင်နိုင်တော့သူတို့ကျွန်တော်တို့တောင်ပေါ်မှာကျွန်တော်ချီးနေဟိုးမွေးစားကြရတနက်ကင်လာတဲ့လူတွေကျွန်တော်တို့ရဲ့ပါစတာကြီးတွေအစလူငယ်အမျိုးသမီးတွေအစုံပြည်တွင်းပြည်ပအားလုံးဒီတော်လိုင်းမှာပဲသူတို့ကပထမဦးစားပေးတယ်ကျွန်တော်နိုင်ငံတကာလည်းပါဝင်လာပြီအခုကျွန်တော်တို့ရဲ့အေရှန်ပေါ့နော်အဲ့ဒါတွေလည်းသူတို့ရွေးခွက်ပွဲကိုလုံးဝလည်းမခံဘူးသူဘယ်သွားမလဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဘယ်သူမှစိတ်တမကြပဲနဲ့ဆက်လက်ပြီးကျွန်တော်တို့မပြီးသေးတဲ့ဒီတော်လှန်ရေးလေးကိုနေရာဒေသအတီးတီကိုတတ်နိုင်တလောက်အုတ်တစ်ချက်တဲတစ်ပွင့်ပေါ့နော်